ဘယ်နဲ့မောလင်းလာပြီးဆိုတာနဲ့မြတ်တို့ကမျက်နှာလေးတွေအချိန်9မိနစ်လောက်ပေးဖို့မမေ့ပါနဲ့မြတ်ရဲ့ဒီတုံးပြတဲ့လေးဆိုရင်တော့9မိနစ်တည်းနဲ့လုံလောက်တယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံး fairy က asset toner လေးကိုသုံးပါမယ်သူကကြတော့မျက်နှာကိုရေဓာတ်ဖိပေးနိုင်ပြီးတော့ချွေးပေါက်လေးတွေကိုကျင်းစေတယ်ပြီးတော့မျက်နှာကိုကြွားဝိတ်ချန်လေးကိုတက်တာစေတယ်asset toner လေးပေါ့နော်နောက်တစ်ခုကကြတော့ fairy ရထုတ်တဲ့ emulsion လေးပါဒီ emulsion လေးလည်း asset ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ရေဓာတ်ကိုဖိပေးနိုင်တယ်မျက်နှာပေါ်မှာချွဲကြီးဖြစ်တာစိတ်ကပ်ဖြစ်တာလုံးဝမဖြစ်ဘူးမျက်နှာပေါ်ဆဲသေးလေးတွေဖက်ပြီးစားပေးပြီးတော့ဆဲလေးတွေပြန်လဲငွေခွာလာအောင်လုပ်ပေးနိုင်တယ်နေလောက်တဲ့ကိုကောက်ွယ်ပေးတဲ့ဒီပေါ့နော်နှုတ်ရည်လေးဖြစ်တယ်သူကမျက်နှာသားရင်မငြိမညာတာကိုလောဝပြုပြပြောင်းလဲပေးနိုင်တယ်နှုတ်ရည်လေးဖြစ်ပါတယ်ရှင်ပြီးဆိုရင်တော့မြက်ကဖယ်ရီရထုတ်တဲ့ဒီနေကာပေါ့နော်ဒီနေကာကျတော့နေထွက်မှလဲရတာမဟုတ်ပါဘူးနေပူပူမိုးရသုံးကိုသုံးပေးရမယ်နေကာဆန်းခွေလေးကိုသုံးပါမယ်ဒီနေကာဆန်းခွေလေးရဆိုရင်တော့ဖယ်ရီရထုတ်တဲ့ကလေးရောလူကြီးပါသုံးလို့ရတယ်အသက်9နှစ်ကစပြီးသုံးလို့ရတယ်နေပူပူမိုးရသုံးလို့ရတယ်ဆန်းခွေလေးဖြစ်တယ်မိတ်ကပ်တော့မပါတာဖြစ်တဲ့အတွက်မျက်နှာသားရင်ဘယ်သားရင်မဆိုသုံးလို့ရတယ်ဖယ်ရီဆန်းခွေလေးဖြစ်ပါတယ်ရှင်သူကကြတော့တိမ့်သိမ့်အမဲစဲမဲပြဖြစ်တဲ့တောင်ရွှတ်ချပေးပြီးတော့ဒီပေါ့နော်ဒီမျက်နှာမှာပေါ့နော်မလိုအပ်တဲ့ soft တွေမဖြစ်အောင်တားဆီးကောက်ွယ်ပေးနိုင်တယ်နေရောက်ချီတောင်ဆက်နေကြကောက်ွယ်ပေးနိုင်ပြီးတော့မျက်နှာကိုအဆူဓာတ်ဖြစ်ပေးနိုင်တဲ့ဆန်ခရက်လေးဖြစ်ပါတယ်ဒီဆန်ခရက်လေးရဆိုရင်တော့အခုချိန်မှာဘူးကုန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့အထောက်လေးတွေမယူအားပေးလို့ရပါတယ်ရှင်းမျက်နှာတစ်ခုတည်းလိမ့်လို့ရတာမဟုတ်ပါဘူးခန္ဓာကိုယ်လေးပါသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့တဘူးဝက်ထားရင်အကြိုက်သုံးလို့ရတဲ့ဆန်ခရက်လေးဖြစ်ပါတယ်ရှင်းဒါကြောင့်မို့လို့ချင်တယ်ဆိုရင်တော့ဒီ3မျိုးတစ်ဆက်ကိုမနက်တိုင်းမှာသုံးပေးပါပြီးတော့မျက်နှာတစ်ချက်တည်းတကယ်ကိုမှလိုအပ်တဲ့ fairy list နံပါတ်3လေးကိုဆိုပါမယ်ဒါကကြတော့နံပါတ်3အရန်ရောင်းရတဲ့ပန်းစီရောင်လေးပေါ့နော်သူကကြတော့နုညံ့အစ်ဆက်ပြီးတော့နှခမ်းသားပစ္စည်းမှုတန်းကိုဆွတ်ချပေးတယ်နှခမ်းတော့မနေ့တိုင်းမှာဒီ4မျိုးတစ်ဆက်ကိုစောက်ထားဖို့မမေ့ပါနဲ့စစ်အားလည်းကျေးဇူးတင်ပါတယ်ရှင်